Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မိတ်တုံလေးကမိတ်တုံတို့ lucky တိုက်ရထုတ်တဲ့နှကန်းနီလေးဒီနေ့စိုးပြမှာပဲဖြစ်ပါတယ်ဒါလေးကတော့အခုအရန်ကိုလူကြိုက်များနေတဲ့နှကန်းနီလေးပေါ့နော်ဒီလိုမျိုးနှကန်းနီအများကြီးဒါကတော့တပူးမှာဒီလိုဘူးကြီးတပူးမှာဆိုလို့ရှိရင်10ဘူးပါတယ်ပေါ့နော်10ဘူးပါပါတယ်အဲ့ဒါလေးကိုဒါကတော့မိတ်တုံမှာဒီလိုဖာလိုက်3ဖာလောက်ရှိတယ်15ဘူးပေါ့နော်10ဘူးဆိုဘူး30ပေါ့3ဖာဆို30 40လောက်ရှိတယ်နော်ဒါလေးကတော့သူ့ရောင်လေးကဒါလေးကနှစ်3လုံးနော်နှစ်3လုံးပါဒီရောင်လေးကနှစ်3လုံးနော်မိတ်တုံစိုးကြည့်မယ်မိတ်တုံဒီအရောင်ကတခါမှမစိုးဘူးမိတ်တုံဒီ lucky တိုင်းနှကန်းဒီမိတ်တုံစိုးတာ66ခွန်တို့ပြီးလို့ရှိရင်2တို့53လုံးတို့33လုံးတို့မိတ်တုံအများကြီးစိုးတယ်ဒါကတော့အခုဒီမှာဖောက်ပြီပေါ့နော်ဒါလေးကိုစိုးပြပါမယ်အရန်ကိုအခုလူကြိုက်များနေတယ်နော်ကုန်တယ်တွေလည်းအရန်မှာတယ်ဒီနှကန်းဒီကိုအခုဒါလေးကိုအခုချစ်တဲ့ customer တွေကိုဤတုံလေးကစိုးပြပါမယ်ဒါကတော့ဒီ lucky တိုင်းနှကန်းဒီကိုတုံးနေတဲ့အမာခံ customer တွေဆိုတည်တယ်နော်ဒီနှကန်းလီနေရနှကန်းသားကိုပြုပြင်တယ်နှကန်းညိုနေတဲ့လူမဲနေတဲ့လူပေါ့နော်နှကန်းသားကိုတအားပြုပြင်တယ်နော်သူလေးကနှစ်3လုံးအခုဒီရောက်လေးကတော့နှစ်3လုံးအယောင်တော့18ရောက်လောက်ရှိတယ်အခုဒါကတော့အခုဒါမိတ်တို့လဲဒါအခုမှအသက်ဆိုးမှာ18ရောက်လောက်ရှိတယ်သူကတပူးကို2000နော်တပူးကို2000ပါကဲဒီမှာပကင်လေးဖွင့်ပါပြီတပူးကို2000ပါတန်နန်းဒီမှာပါနော်တပူးကို2000သူ့ဘူးလေးကဒီလိုလေးလာတယ်ဒီလိုနှစ်3လုံးကဲဘာရောင်လေးဖြစ်မလဲကွာကဲဒီမှာပါနော်ဒီရောင်လေးပါမိတ်တို့စိုးကြည့်လိုက်မယ်နော်တခါမှတော့မိတ်တို့မစိုးဘူးတခြားရောင်လေးပဲစိုးဘူးလို့လေသူကဘယ်လိုဘက်သွားလဲဆိုလို့ရှိရင်နော်ဒီမှာဒီလိုလေးဘယ်လိုဘက်သွားလဲဆိုလို့ရှိရင်အုတ်ကျိုးပုံစံမျိုးလေးနော်ဒီမှာသူနှကန်းသားတယောက်နဲ့တယောက်နှကန်းသားမတူနှကန်းသားပေါ်ကိုလိုက်ပြီးတော့သူကအယောင်ပြောင်းတယ်ပေါ့နော်သူကပြောမယ်ဆိုလို့ရှိကွာအယောင်လေးလှတယ်ဒီမှာဆူဆူရွှဲရွှဲလေးနော်နှကန်းသားပေါ်နှကန်းသားအရန်ပန်းရောက်တန်းတဲ့လူတွေကိုရမ်းပို့လာတယ်နော်ထီထီလေးလိုချင်လို့ရှိဒါလေးနှစ်ခါလောက်ထပ်ဆိုးလိုက်ထီလေးလိုချင်လို့ရှိရင်နှစ်ခါလောက်ဆိုးလိုက်နော်အဲ့ဆိုလို့ရှိရင်တော့အရန်လာပါတယ်ဒါလေးကတော့နှစ်3လုံးပါနော်တပူးကို2000ပါ lucky တိုင်းရထုတ်တာပါနော်